Sakura ပါရှင်အခုကတော့ကြိုက်ထီးဦးစီကြီးတို့ကိုသွားခဲ့တဲ့ Sakura မလေးအကြောင်းတင်ဆက်ပေးသွားမှာပဲဖြစ်ပါရှင်ဗီဒီယိုလေးမစခင်မှာ like and subscribe လေးလည်းလုပ်ဖို့လည်းမပြကြပါနဲ့နော် let's go သွားကြမယ်နားလည်းမိုးလေးပါပြီဆိုတော့ရှီချိုးမယ်ရေချိုးပြီးလို့ရှိရင်ကြိုက်ထီးကိုသွားမယ်ကြိုက်ထီးကိုမှာကမုတ်တီလေးဝယ်သွားရမယ်ငါတကယ်ချင်းနေအတွက် okayကဲပြီးပြီဆိုတော့ရှီချိုးမင်းရှီလျာလေအင်းနီယောကဲရှီလေချိုးပြီးဝါပြီးဆိုတော့ငါအင်ဂျီဝစားလိုက်ရမယ်အင်ဂျီဝစားတော့ဖျားသွားမှာဆိုတော့ထမိန်လေးဝှလိုက်မယ်ကဲဝစားလေးလိုက်ပြီးပါပြီဆိုတော့မနက်စားမယ်မနက်စားပြီးလို့ရှိရင်လိုက်ကြိုက်ပါချပြီးရောငါကြိုက်ချွတ်သွားလိုက်ရုံပဲမနက်စားလေးကကောင်းလိုက်တာအရင်ကောင်းတာပဲမနက်စားပြီးတော့အခါကဲမနက်စားလေးစားပြီးဝါပြီးမနက်စားလေးစားပြီးဝါပြီးဆိုတော့ငါလိုက်ကလေးပိုက်ချလိုက်မယ်လိုက်ကလေးဒီပါလေးချလိုက်မယ်ကဲလိုက်ကလေးပိုက်ချပြီးဝါဆိုတော့ငါအိတ်ယူမယ်အိတ်ကတော့ထားလိုက်ပါတော့အိတ်ကတော့မယူတော့ပါဘူးကဲအဆိုလို့ရှင်တော့ကြိုက်ချီကိုသွားမယ်အထုပ်ပိုးတွေယူအောင်ပါဟာ sorry ပဲကဲအထုပ်ပိုးတွေယူရမယ်ကဲအဆိုလို့ရှင်တော့ငါကောင်းမောင်းတော့မယ်အဆိုရင်သွားမယ်ကြိုက်ချူးနဲ့ငါတို့နဲ့ဆိုရင်တော့တော်တော်လေးတော့ဝင်းမယ်လို့တော့ထင်ပါတယ်ကြိုက်ချီကိုရောက်လို့ရှိရင်မုတ်တေလည်းအများကြီးစားမယ်ကဲမလေးရဲ့ဖြည်းအမှဆိုလို့ရှိရင်မုတ်တေကလည်းအမျိုးစုံရှိတယ်ကြိုက်ချီကိုရောက်လို့ရှိရင်ဟိုတယ်ကြီးငှားမယ်သူတို့နဲ့ဟိုတယ်တို့နဲ့ကနီးလေးဆိုတော့ကဲအဆိုရင်တော့တက်လိုက်ပါဦးမယ်လေငါကြိုက်ထီကို3ခေါက်လောက်ရောက်ဖို့ရဆိုတော့မှတ်မိပါမလားမသိဘူး2022တုန်းကလည်းတစ်ခါသွားပြီးဝပြီးဆိုတော့အခုမှ2026မှာသွားရဆိုတော့မှတ်မိမယ်လို့လည်းမထင်ပါဘူးဒါပေမဲ့လည်းသွားမှာပဲလေမမီလေတခြားလူတွေကိုမေးမှာပေါ့တီပီတော့အရှင်းရမထိန်နိုင်လားဦးတို့ကဲအဲ့ဆိုလို့ရှင်ပါမင်းကဲကြိုက်ထီကိုတော့လှမ်းမမြင်ရသေးဘူးမလေးဟဲ့ငါလမ်းမဝုံကြီးပြကြဒီအပေါ်တက်လာမသိဘူးလမ်းမလို့ရှင်တော့ငါတော့သွားပါပြီဟုတ်တယ်လို့တော့ထင်ပါတယ်ငါလည်းမရောက်တာကြတော့မမိတော့ဟုတ်တယ်ဟာဥမာကြိုက်ထီကိုမြင်ရနေပြီကြိုက်ထီကိုခြေချင်းနဲ့ပဲတမင်ကဲအဲ့ဆိုရင်တော့ဟိုပါဦးဟဲ့ဥမာကြိုက်ထီကိုမြင်မလေးဟဲ့အမြင်ပြန်အဲ့ဒါကိုခြေတက်ကမယ်
哦，三诺是在跳飞机的，这多少表你话呗？哦，เอามาเลยฮะมองอะไรแต่เฮ้ปีตะการเลยမလီရောက်တော့မှာပါမလီရောက်တော့မှာပါလို့ပြောလိုက်တာအခုတော့ရောက်သွားပြီ။အိုးအမြင်ကြီးပဲ။အထောက်အပိုးတွေကတော့တည်ထားလိုက်ပါဦးမေလီ။ဒါကိုယောက်ျားလေးတွေပဲဆင်ရတာလားမသိပါ။ကဲဒီအောက်ဘက်ကတော့ဆင်းလို့မရဘူး။ဆင်းလို့လည်းမရဘူးဆိုတော့ထားလိုက်ပါတော့။ကဲဖယားကိုရင်ရှိကွာမယ်။ကဲဖယားလည်းရှိခိုးပြီးသွားပြီဆိုတော့ဂျိုက်တီယိုရဲ့အောက်ဘက်ကိုတက်လို့ရလားမသိဘူး။ရပါတယ်မတက်တော့ပါဘူး။နောက်မှပဲတက်တော့မယ်။အဲ့တော့ငါဖျားတွေလည်းရှိခိုးပြီးသွားပြီဆိုတော့ဟိုတယ်ငါဖို့အတွက်ဟိုတယ်ကိုလိုက်ရှာရမယ်ဟိုတယ်ကတော့ငါဟိုနာလေးမှာတွေးလိုက်တယ်လို့ပဲဒီအဲ့ဟိုတယ်ကိုငါမယ်ကြိုက်တီးဦးနဲ့ဟိုတယ်နဲ့ဆိုရှင်3မိနစ်လောက်ပဲသွားရမယ်တော့ထင်ပါတယ်ကဲသွားမယ်မြင်လေးစင်ပါဟဲ့ဘလောက်တောက်ကြနေလဲမသိဘူးကဲအဲ့တော့ငါကားစီသွားမယ်โอ้ကဲအဲ့တော့ငါဟိုတယ်ငါမယ်ဟဲစိတ်ညစ်ပါတယ်ကဲဒီပတ်တဲ့ကိုသွားမယ်ကြိုက်တီးကအစောကြီးငါတော့အစောကြီးဖြစ်နေလို့လားမသိဘူးဈေးတွေလောင်မထွက်လာဘူးထားပါငါလည်းဘိုက်မစားသေးဘူးဆိုတော့ခုမှဟိုတယ်ကိုမြင်နေရပြီဟိုတယ်ကစီတက်တာလားမတက်တာလားဆိုတော့ကြည့်အောင်မယ်စိုးမဝေရဘူးကဲခုနားလေးတွေမှာပဲလို့တော့ပြောရဲတချို့လူတွေကတော့ဟိုတယ်ကိုငါတို့ဘယ်ကနေဘယ်ကိုစသွားလို့သွားမှန်းတော့မသိတော့ကဲဟိုမှာမလီတော့ပါတဲ့ဟိုတယ်ချယ်ရီတဲ့နာမည်မိုက်သားပဲဟာကဲကပ်ပါကီထိုးလိုက်ပါဦးမေလီထိုးပြီးဝိုင်းဆိုတော့ငါဟိုတယ်ကိုသွားမယ်ကဲမစိုးပါအောင်မိုက်သားပဲအဲ့ဆိုရင်အထုပ်ပိုးတွေချလိုက်ပါအောင်မေလီကဲအနားလေးပါလိုက်ပါမယ်ကဲအမလီဟဲ့တောက်နေပါဆိုနေမှာပဲထားလိုက်ပါတော့မတောက်တော့ပါဘူးတော်လေးလည်းပြင်မန်းလာတယ်ဆိုတော့ဟိုတယ်အပေါ်ထက်ကိုငါသွားကြည့်မယ်မစိုးပါဘူးအတူတူပါပဲသူများဟိုတယ်ခန်းထဲငါဝင်ရင်ငါ့ကိုပြောတော့မှာပဲကဲအဲ့တော့ငါကြိုက်တီယိုကိုသွားမယ်ကြိုက်တီယိုကိုချီနဲ့တော့မသွားတော့ပါဘူးကားနဲ့ပဲသွားမယ်မလေးရပါပြီချီနဲ့မသွားနိုင်ဘူးလက်ချောက်ညောင်းနေကြိုက်ချီကိုနဲ့ဒီဟိုတယ်နဲ့ကတော့
ခြေထောက်နဲ့သွားလို့ရှိရင်တော့နိုင်ဝက်လောက်တော့တော်တော်လေးကိုကြာမှာအဲ့တော့ဒီကားနဲ့ပဲသွားမယ်ကဲအင်းလေးဟဲ့ကားလေးတတိထားပြီးမောင်းอ่ะတီးတယ်စိတ်ညစ်ပါတယ်ဟုတ်သေးဘူးငါလမ်းနေမှားဝင်သွားပြီငါလည်းလောက်မှားဝင်နေစိတ်ညစ်ပါတယ်အဲ့လိုပဲလို့ငါစိတ်ကကြိုက်သေးဦးမှာဈေးတင်ပြရှိမလားဆိုပြီးတော့ပဲတွေးနေတွေ့တော့အခုတော့မှားပြီကဲ Sky လည်းမပြောနေတော့ပါဘူးဟုတ်ပြီအပေါ်ထက်တောင်မယ်အမလီဟဲတတိထားရမယ်ကြိုက်တီကိုရောက်လို့ရှိရင်ကြိုက်တီကိုစီဒီတော့ရှေ့မှာငါဖျားရှိခိုးအောင်မယ်အခုကကြိုက်တီကိုရှေ့မှာဖျားမပူခဲ့ရတော့လောနဲ့ဟိုတယ်ကလည်းငါပြီးသွားပြီဆိုရပါတယ်ကဲရပြီအဲ့တော့တက်တော့မယ်မလီပြီးတက်ကမှာတဲ့ဒီဟာကြီးုံမလေးဟဲ့ငါကအမောဆိုပြီးတီးဝါနိုင်နေမလေးဟဲ့တမင်ဖြည်းတော့မတက်တော့ဟဲ့နော်ခြေထောက်ညောင်းနေညောင်းလေးစီကဲတက်တယ်ဟဲ့တဆန်းကဲရိုက်ချီကိုတော့ရောက်သွားပြီဟိုမှာတောင်းလေးလည်းမြင်နေရရဲ့ဘလောက်တောင်မှကြီးညိုဖို့ကောင်းလေမသိဘူးကဲကြိုက်စီကိုရှင်မငါဖျားဖို့ပဲကဲမလေးဟဲ့တာယာလီတာဒီဖျားကြိုက်စီရှင်မဖျားရရှိခိုးမင်းအောက်တော့မစင်းတော့ပါဘူးဒီအောက်မှာကျတော့ယောက်ျားလေးပဲတက်လို့ရလားငါလည်းမသိဘူးဟုတ်ပါဘူးဒီအောက်တော့ဆင်းလို့ရပါတယ်စဉ်းကြည့်လိုက်ပါဦးမယ်ယောက်ျားလေးပဲတက်လို့ရလားတော့မသိဘူးငါလည်းမေ့နေပြီတက်ချိုးမြောက်တော့ယောက်ျားလေးတက်တဲ့စီတီတော့ဆိုလို့ရှိရင်လည်းငါတော့တီးပါပြီဟဲ့ဟုတ်မလဲအပေါ်ကြီးတော့မတက်တော့ပါဘူးကဲဒီနားလေးမှာပဲယောက်ျားလေးတက်တဲ့ဒီစီတီတော့တက်လို့ရှိရင်လေတောင်းမမိုင်းနော်ကဲထားလိုက်ပါတော့အပေါ်ပြန်တက်မယ်ဒီဗီဒီယိုလေးကိုအစနေစောင့်ကြည့်ပေးရတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့မယ်တတား